ကိုကတော့လက်ရှိဘယ်နိုင်ငံမှာရှိနေကြလဲလက်ရှိငွေလောက်နောက်ထပ်ငွေတလုံးကိုချဝေခြင်းနဲ့ဒါမဲ့ဈေးအောင်လဲဝါသနာပါလေဈေးလဲရောင်းချင်တယ်လို့ရှိလားရှိရင်ကျွန်တော်လက်ရှိလုပ်နေတဲ့အစီအစဉ်တရားမှာလာရလက်တွေကိုဖိတ်ခေါ်ပါတယ်2026မှာကျွန်တော်တို့ဒီကိုတီအောင်မြင်မှုတွေနဲ့ပိုင်ဆိုင်ခြင်းတဲ့လူတွေအားလုံးကိုကျွန်တော်တို့ SCN ပဲဆက်ဆက်မှုကုမ္ပဏီမှာ Nutrita အကျိုးဖြစ်ပါတယ်တခြားဒီကုမ္ပဏီပါတော့တခြားတော့ကုမ္ပဏီမတူပါဘူးထုတ်ကုန်ပစ္စည်းတစ်မျိုးကို30ရာခိုင်နှုန်းမှ50ရာခိုင်နှုန်းဒီ Relium မျိုးကိုအကန့်အသတ်မရှိရှာဖွေနေပြီးထုတ်ကုန်ပစ္စည်းရအယူသွေးရကောင်းမှုကုမ္ပဏီတန်းအားထိုင်းနိုင်ငံမှာ73နှစ်ကျော်တာအောင်မြင်ခဲ့ပြီးထိုင်းနိုင်ငံအတွင်းမှာကုမ္ပဏီ19ရုံဒီဖွင့်နိုင်တဲ့ထိအောင်မြင်ခဲ့တယ်တခြားသောမြန်မာနိုင်ငံမှာဆိုရင်ရုံးငယ်ပေါင်း4ရုံရှိပြီးတခြားသောအာဆီယံနိုင်ငံမှာလည်းရှိပါတယ်အဲကြောင့်လို့လက်ရှိဝင်ကိုလည်းမကျင်းတဲ့ဘူးနောက်ထပ်ဝင်တန်းကိုရှာဖို့ပွဲဈေးရောင်းလဲဝါတာတယ်လက်ရှိအလုံးနဲ့လည်းတွဲပြီးတော့ဈေးရောင်းလဲလို့ရှိနေကိုကစားတော့ကိုကလက်ရှိဝင်နဲ့လည်းမလုံးလာဘူးဈေးရောင်းချင်တယ်ကျွန်တော်တို့ SCM ဘရန်ကမျိုးထွေးတာချူဆိုပါတယ်နောက်ပြီးတော့ဒီစီးပွားရေးကိုရွေးချယ်ပြတော့မှုပေးထားပါတယ်စားတော့မှုလုံးမလားဈေးရောင်းတဲ့လူကစီးပွားရေးလုံးနဲ့လူကဒေတာတစ်ခုကအများအားဖြင့်တော့ကျွန်တော်တို့ဒီစီးပွားရေးကိုလာတာဈေးရောင်းတဲ့လူတွေများဝါစီးပွားရေးလုံးတော့မလို့ဆိုရင်တော့အရင်ဆုံးကြည့်လာမှာဒီနေ့ကိုကျွန်တော်တို့ဒေကန်2နာရီလေးအချိန်လေးတော့ဒေကန်ဒီနေ့ရှိပါတယ်ဒေကန်ကလာရောက်လေးလာလို့ရပါတယ်ဒီစီးပွားရေးရဲ့ဒီကပ်လာမလို့ထုတ်ကုန်ပစ္စည်းတွေအပိတ်လို့ပဲနေ့တိုင်းဒီနေ့ရှိပါတယ်ဒီတန်းတော့အခမဲ့ဖြစ်ပြီးတော့ကိုယ့်ရဲ့ဘဝကိုရေးရှိပြောင်းလဲနိုင်ပြီးတော့နာကက်မှာတိမ်တန်းမကအောင်မြင်နိုင်တဲ့လူတွေအဖြစ်ကိုကျွန်တော်ရဲ့တိတ်ပဲမှာအားလုံး join ကြဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်လည်းအတူလက်တွဲဖို့လည်း2026မှာအောင်မြင်မှုပန်းနိုင်မှာအားလုံးအတူဆုံးကြပါတယ်အားလုံးဒီကုဒီစီဝါရဲ့စိတ်ဝင်စားနေတော့ကျွန်တော်ရဲ့Messenger ဖိဖို့အကောင့်အောက်မှာ hang ကိုကြည့်လာပြီးကျွန်တော်အသေးစိတ်ကိုလာရောက်ရှင်းပြပေးမယ်အားလုံးကိုအောင်မြင်မှုပန်းနိုင်မှာအတူပြန်လဲဆင်ပြီးကြိုးကြရင်ဒီဗီဒီယိုပြီးတော့ဆက်ပါအားလုံးပါ